နန်းတော်ထဲမှာအစားအစာပြည့်နဲ့စပွဲတော်ကြီးတစ်ခုဒါပေမဲ့ဦးပေါ်ဦးတယောက်ကတော့မစားဘဲသူ့အဝတ်ထဲကိုပဲလောင်းထည့်နေတယ်။ဘာကြောင့်လဲဆိုတာသိရင်အားလုံးအံ့ဩသွားမယ်။နေ့စဉ်သင်ခန်းစာပါတဲ့ပုံမြင်တွေတင်ပေးနေပါတယ်။ Subscribe လုပ်ပြီးမလွတ်တမ်းနားထောင်လိုက်ပါခင်ဗျာ။ရှေးကုန်းပေါင်ခေတ်တစ်ခါကမြန်မာနန်းတော်အတွင်းမှာအထူးအခမ်းအနားကြီးတစ်ခုကျင်းပဖို့ပြင်ဆင်နေကြပါတယ်။နန်းတော်ကြီးတစ်လုံးလုံးမှာရွှေရောင်အလှဆင်ပစ္စည်းတွေတောက်ပနေပြီးအမတ်မင်းတွေမင်းသားတွေမင်းမှုထမ်းတွေအားလုံးကိုဖိတ်ကြားထားပါတယ်။စပွဲတွေကလည်းအစားအစာမျိုးစုံနဲ့ပြည့်နေနေပြီးအသားဟင်းဟင်းချိုမုတ်အချိုတွေအပြည့်အဝစီစဉ်ထားတာကြောင့်မြင်သူတိုင်းစားကျင်စိတ်တက်လာအောင်အလှပနဲ့ပြင်ဆင်ထားပါတယ်။အဲ့ဒီလိုအချိန်မှာဦးပေါ်ဦးလည်းနန်းတော်ကိုလာရောက်ဖို့ထွက်လာပါတယ်။သူကထုံးစံအတိုင်းရိုးရိုးရှင်းရှင်းဝတ်စုံလေးနဲ့ပဲလာတာပါ။အလှပမထူးခြားဘူး။အဝတ်အစားလည်းမခမ်းနားဘူး။ဒါပေမဲ့မျက်နှာပေါ်မှာတော့ယုံကြည်မှုနဲ့အေးချမ်းမှုရှိနေတယ်။နန်းတော်တကားဝကိုရောက်တဲ့အခါမှာတော့တကားဆောင်တွေကသူ့ကိုအပေါ်အောက်တစ်ချက်ကြည့်ပြီးချက်ချင်းပဲတားလိုက်ပါတယ်။မင်းဘာတူလဲဒီလိုဝတ်စုံနဲ့နန်းတော်ထဲဝင်ခွင့်မပေးနိုင်ဘူးလို့ခက်တင်းတင်းပြောလိုက်ကြပါတယ်။အနီးအနားမှာရှိတဲ့လူတချို့ကလည်းဦးပေါ်ဦးကိုကြည့်နေခဲ့တယ်။ဒါပေမဲ့ဦးပေါ်ဦးကမစိတ်တူခဲ့ဘူး။မစိုးမဆန်အပြုံးလေးတစ်ချက်ပြုံးပြီးဘာမှမပြောဘဲပြန်လှည့်သွားပါတယ်။ခဏအကြာမှာနန်းတော်တကားဝမှာလူတွေအဝင်ထွက်များနေတဲ့အချိန်ထပ်ပြီးရောက်လာခဲ့ပါတယ်။ဒီတစ်ခါတော့လူတိုင်းမျက်စိကျသွားအောင်ရွှေရောင်ပန်းထိုးဝတ်စုံကြီးခမ်းနားလာတဲ့အဝတ်စားတွေဝတ်ထားပြီးလမ်းလျှောက်လာတဲ့ပုံစံတောင်ယုံကြည်မှုအပြည့်နဲ့ရှိနေပါတယ်။အဲ့ဒါကတော့ဦးပေါ်ဦးပါပဲ။တကားဆောင်တွေကဒီတစ်ခါတော့အလေးနဲ့ဦးမြုပ်ပြီးကြိုးဆိုပါရလို့လေးစားစွာပြောပြီးချက်ချင်းလမ်းဖွင့်ပေးလိုက်ကြပါတယ်။ဦးပေါ်ဦးကတော့ဘာမှမပြောပဲတင်းကြီးစွာနန်းတော်ထဲကိုဝင်သွားပါတယ်။စားတော်ပွဲကြီးစတင်လိုက်ပါတယ်။အမတ်မင်းတွေအားလုံးတယောက်ပြီးတယောက်ထိုင်နေကြပြီးအစားအစာတွေကိုစတင်စားတောက်နေကြပါတယ်။ဦးပေါ်ဦးလည်းသူ့နေရာမှာထိုင်ပြီးသူ့ရှိမှချထားတဲ့အစားအစာတွေကိုကြည့်နေပါတယ်။ဒါပေမဲ့လူတိုင်းအံ့ဩသွားတဲ့အရာတစ်ခုဖြစ်လာပါတယ်။ဦးပေါ်ဦးဟာထမင်းကိုမစားပဲသူ့အင်ဂျီလက်ထဲကိုတဖြည်းဖြည်းလောင်းထည့်နေပါတယ်။ဟင်းတွေကိုလည်းပစိုးပေါ်ကိုတင်နေပါတယ်။အနီးမှာထိုင်နေတဲ့အမတ်တွေကတယောက်ကိုတယောက်ကြည့်ပြီးဘာဖြစ်တာလဲလို့တိတ်တဆိတ်ပြောနေကြပါတယ်။အချို့ကတော့ရေကျင်တယ်လို့ဖြစ်နေကြပြီးအချို့ကတော့အံ့ဩနေကြပါတယ်။ဘရင်ကြီးကဒီအဖြစ်ကိုမြင်လိုက်တဲ့အခါမထိန်နိုင်ပဲမေးလိုက်ပါတယ်။ဦးပေါ်ဦးမင်းဘာလုပ်နေတာလဲ။ဘာလို့မစားဘဲဝတ်စုံလေးလောင်းနေတာလဲ။ဦးပေါ်ဦးကတင်းငိမ့်စွာပြန်လျှောက်ပါတယ်။မှန်လားပါဖေဟာ။ဒီစားစာတွေဟာကျွန်တော်မျိုးစားဖို့မဟုတ်ပါဘူးဖေဟာ။ဘရင်ကြီးကအံ့ဩပြီးဒါဆိုဘယ်သူစားဖို့လဲလို့ထပ်မေးလိုက်ပါတယ်။ဦးပေါ်ဦးကပြုံးပြီးပြန်လျှောက်ပါတယ်။ဒီစားစာတွေကကျွန်တော်မျိုးရဲ့ဝတ်စုံကြီးစားဖို့ပါဖေဟာ။နန်းတော်တစ်ခုလုံးချက်ချင်းတိတ်သွားပါတယ်။ဦးပေါ်ဦးကဆက်ပြောပါတယ်။ကျွန်တော်မျိုးရိုးရိုးဝတ်စုံနဲ့လာတဲ့အခါတကားဆောင်တွေကဝင်ခွင့်မပေးပါဘူးဖေဟာ။ဒါပေမဲ့ဒီဝတ်စုံကြီးဝတ်ပြီးလာတဲ့အခါမှာပဲဝင်ခွင့်ရပြီးစားတော့ပွဲတွေဝင်ခွင့်ရပါတယ်။ဒါကြောင့်ဒီနေရာမှာအရေးကြီးတာကျွန်တော်မျိုးမဟုတ်ပဲဒီဝတ်စုံကြီးဖြစ်ပါတယ်ဖေဟာ။အဲ့ဒီစကားတွေကိုကြားပြီးနောက်နန်းတော်ထဲမှာရှိတဲ့လူအားလုံးတယောက်ကိုတယောက်မျက်နှာချင်းဆိုင်ကြည့်ပြီးမိမိကိုယ်ကိုပြန်စဉ်းစားနေကြပါတယ်။ဘရင်ကြီးလည်းခဏတိတ်သွားပြီးနောက်သဘောကျစွာရေမောလိုက်ပါတယ်။မှန်တယ်ငါတို့လူကိုမကြည့်ပဲအဝတ်ကိုပဲကြည့်နေကြတာပဲလို့သဘောတရားကိုနားလည်သွားပါတယ်။ဒီလိုဉာဏ်ပညာပါပြီးတွေးစရာရှိတဲ့ပုံမြင်တွေကိုကြိုက်တယ်ဆိုရင်နောက်ထပ်ဗီဒီယိုကောင်းတွေမလွတ်အောင် subscribe လုပ်ထားဖို့မမေ့နဲ့နော်။